စစ်အစိုးရကကျောင်းသားလူငယ်တွေ NLD ပါတီဝင်တွေနဲ့ရဟန်းတန်ဃာတော်တွေကိုနိုင်ငံရေးလှုပ်ရှားမှုပုံမှန်တွေတက်ပြီးနှစ်ရှည်ထောင်ချမှုတွေကိုအာဏာသိမ်းယူပြီးကတည်းကပြုလုပ်လာခဲ့ကြတာပါထောင်အာဏာပိုင်တွေနဲ့ဝန်ထမ်းတွေကအကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေကိုနှိပ်စက်မှုတွေပြုလုပ်နေကြသလိုမိသားစုနဲ့ဝေးလံတဲ့အကျဉ်းထောင်တွေစီပို့ပြီးအဆက်အသွယ်လုပ်ဖို့ခက်ခဲအောင်လည်းပြုလုပ်ကြပြန်ပါတယ်ထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ပြောင်းတဲ့အခါမှာလည်းမိသားစုတွေကိုအတိပေးခြင်းမရှိလို့ဘယ်နေရာရောက်မှန်းမသိဖြစ်ပြီးစိတ်တော့ကရောက်နေကြရပါတယ်ထောင်ပြောင်းတဲ့မှာပါတယ်ဆိုတော့သူတို့သွားစုံစမ်းတယ်တင်းလာနေရသွားစုံစမ်းတော့ဗာလဲကတာကိုပြောင်းလိုက်ပြီတဲ့အဲ့ဒါအိမ်ကလူတွေကဟုတ်လို့လားနားကြလို့ရလားမသိဘူးတဲ့သွားပြီးထပ်စုံစမ်းဆိုတော့ရွှေဘိုပြောင်းလိုက်ပြီလို့ပြောပြတယ်တိကျလည်းမသိရဘူးသူကမရှိဘူးလည်းမပြောဘူးသူကမသိဘူးပေါ့အဲ့လိုမျိုးမသိဘူးဆိုတဲ့စကားကြီးပဲတုံးတာတိကျမသိရတော့မှလည်းသူ့အတွက်လည်းကိုယ်ပင်ပန်းလာတော့အကြောင်းမဟုတ်ပါဘူးဒါပေမဲ့သူ့အတွက်စိတ်ပူတာပေါ့သူ့အတွက်စိတ်ပူတယ်ဆိုသူစားရည်နေမှပြင်လဲရလားပြောလို့ရှင်အခုကမိသားစုတွေကစိတ်ပူတာပေါ့နော်သူကအခုဘယ်ရောက်လို့ရောက်နေမှလည်းမသိဘူးမသိတော့ဘယ်လိုတွေးချင်ပါလဲဆိုလို့ရှင်တော့မှဘယ်လိုသွားလို့သွားမှမသိဘူးအခုဟာတိကျမသိတော့ဘယ်တော့လို့သွားမှမသိမိသားစုတွေတော်တော်စိတ်ပူတာအင်းစိန်ကနေပြီးတော့ည2 နာရီလောက်ကိုမန္တလေးထောင်ပေါ့24ရက်နေ့ည2 နာရီမှာမန္တလေးထောင်ကိုအိုးဘူးထောင်မှာတရက်နဲ့25ရက်ပြီးသွားတဲ့နေ့ကျတော့ဒီကြီးနားထောင်ရောက်တော့26ရက်အဲ့လိုလည်းမကြောက်ဘလို့မှမကြောက်ဘလို့မှလည်းမပြောဘူးပေါ့နော်ဒီကိုကနဲ့ကိုစုံစမ်းလို့မှပဲသိတာပေါ့နော်ဒီအာဏာပိုင်တွေကတော့ဘာတစ်ခုမှမပြောဘူးဘာအခုချိန်သွားမေးလဲမသိဘူးပဲပြောတာပဲနိုင်ငံရေးပုံမှန်နဲ့အချင်းကြားသူတွေရဲ့မိသားစုဝင်တွေအဝေးကလာအောင်တွေးတဲ့အခါမှာလဲတင်းကျပ်လုံးတဲ့စီကံတွေကြောင့်မိသားစုဝင်ဖြစ်ပါလျက်နဲ့တွေးခွင့်မရမှုတွေလည်းကြုံနေရပါတယ်သူကနာမည်ကမောင်စောမင်းထိုက်အိမ်အောင်စင်းထဲမှာမောင်စောထိုက်ဆိုတဲ့နာမည်နဲ့နာမည်တစ်လုံးလိုနေလို့တဲ့တွေးခွင့်မသိပြောတယ်နိုင်ငံရေးအကျဉ်းသားတို့ရဲ့မိသားစုဝင်တို့ကအခုလိုကြုံတွေ့နေရတဲ့ဒုက္ခတွေနဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်တွေကိုအခုလိုပြောပြခဲ့ကြောင်းပါခင်ဗျာခံစားလာပါမှာရဲ့လို့ခေါ်မလဲကိုကမိဘလည်းမရှိတော့သူတို့မိဘရင်းတစ်ဖွဲ့လိုပဲနေတာပြီးတော့တန်ရောစင်ကလည်းရှိနေပြီပြီးတော့သူကလည်းထောင်လွတ်လာတာဘယ်တော့မှမကြသေးဘူးလေ2 နှစ်နီးပါးလောက်ပဲရှိသေးတယ်အဲ့ဒါကိုပြန်ပြီးဝင်သွားရတယ်ဆိုတော့တော်တော်ခံစားရပါတယ်ပြီးတော့အခုလိုဘယ်နေရာမှမသိတော့ပို့ပြီးတော့ခံစားတော့ဒီအစိုးရရောပေါ့နော်ဘလို့မိသားစုတွေကတော်တော်စိတ်ပူတယ်ပေါ့စိတ်ပူတယ်လို့သူတို့တနေရာဆိုလဲတနေရာပဲပြပြတင်တယ်ပေါ့အခုဟာဟိုပြောလိုက်ဒီပြောလိုက်ဆိုလို့ရှိရင်မိသားစုတစ်ယောက်အနေနဲ့သူတို့မိသားစုကအဲ့လိုမျိုးဖြစ်မယ်ဆိုလို့ရှိရင်သူတို့ခံစားကြည့်ပေါ့နော်ဘယ်လိုဖြစ်နေမလဲဆိုတော့အဲ့လိုမျိုးနည်းနည်းပါတစ်ဖက်လူခံစားပြီးတော့ကိုယ့်မိသားစုလိုသဘောထားပြီးတော့ပေါ့နော်နည်းနည်းပါအမှန်တိုင်းပေါ့အရှိတိုင်းအကုန်လုံးပြောပြီးပါပေါ့နော်အခုကအဲ့လိုမျိုးလည်းမဟုတ်ဖုန်းဆက်ပြန်တော့အခုဖုန်းဆက်ပြန်တော့လေဟိုကပြောလို့မရဘူးမရှိဘူးမသိဘူးဒါပဲပြောတော့မိသားစုတစ်ယောက်အနေနဲ့ဘယ်လိုခံစားရမလဲသူတို့လည်းနည်းနည်းပါခံစားကြည့်ပြီးပေါ့နော်တစ်ဖက်လူစာနာပြီးပါလို့ပြောချင်